Digital စနစ်နဲ့ငွေလွှဲမှုတွေကိုအရေးယူတော့မယ်ဆိုတော့ဘယ်သူတွေပေါ်တက်ရောက်မှုရှိလာနိုင်မလဲ ဒီလိုတွေတော့ဗာခက်ခဲသွားနိုင်တယ်ဆိုတော့အိမ်တွေကိုလာတာတွေကိုပြန်ပြီးတွဲတဲ့အချိန်တွေမှာ KPI ကိုအသုံးပြုပြီးလွှဲတဲ့အချိန်တော်လိုင်းပစည်းတွေလည်းဖြစ်နိုင်တယ် တခါတိုက်ခန့်အယောင်းအဝယ်လုပ်တဲ့အခါမြေရှင်လက်မှတ်ပါမှဆိုတဲ့ယူဆချက်အပေါ်ဥပဒေကျွမ်းကျင်သူပြောတာက တိုက်ခန်းရောင်းဝယ်တွေမှာမြေရှင်မဖြစ်မနေလက်မှတ်ထိုးရမယ်လို့ဥပဒေပြဋ္ဌာန်းချက်ကအရင်ကလည်းမရှိဘူးအခုတည်းလည်းမရှိသေးဘူး ဒီအကြောင်းတွေနဲ့အတူနိုင်ငံတကာသတင်းတွေနားဆင်ရဖို့ရှိပါတယ်နီပေါမှာစစ်သားတွေနဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်ရာနဲ့ချီပြီးနိုင်ငံမြောက်ပိုင်းကအပြည့်အစည်းတွေပြန့်ကျဲနေတဲ့ဂျိုင်ဝမ်နဲ့တောင်ဆောင်ဒေသတွေမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေပါတယ်။မနေ့ကနီပေါမှာရုတ်တရက်ရေလွှမ်းမိုးမှုဖြစ်ပြီးလူရာနဲ့ချီတေဆုံးပျောက်ဆုံးသွားတဲ့အတွက်ရှာဖွေကယ်ဆယ်မှုတွေလုပ်နေတာပါ။နီပေါနဲ့နယ်စပ်ထိစပ်နေတဲ့တိဘက်ဒေသမှာတော့လူပေါင်း1300လောက်ပျောက်ဆုံးနေသေးပါ။ဒီရေကြီးမှုကြောင့်အခုအချိန်ထိလူပေါင်းအယောက်350ကျော်တေဆုံးသွားတယ်လို့အတည်ပြုထားပြီးသူတို့ထဲကအများစုဟာခီးသွားတွေဖျားဘူးတွေဖြစ်ပါတယ်။တဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်တွေကတော့အခုဖြစ်ခဲ့တဲ့ဘေးအန္တရာယ်ဟာရေခဲမြစ်ကနေကြီးမားတဲ့ရေခဲတုံးတုံးပြိုကျခဲ့တာကြောင့်လို့ဆိုပြီးအဲဒီကနေနှင်းတောင်တွေပြိုကျကရုတ်တရက်ရွေလွှမ်းမိုးမှုဖြစ်ခဲ့တာလို့ယူဆနေကြပါတယ်။အခုတော့တဘာဝဘေးအထိကိုက်ဆုံးခရိုင်တွေအထိရဟတ်ယာဉ်တွေနဲ့အရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးနေပါတယ်။နီပေါဝန်ကြီးချုပ်ဘလန်ဒရာရှာဟာနူဝါခရိုင်ထဲမှာရုတ်တရက်ရေလွှမ်းမိုးမှုတန်ခံရတဲ့နေရာတွေကိုတွားရောက်ကြည့်ရှုနေပါတယ်။အစ္စရေးစစ်တပ်ဟာလက်ဘနွန်နိုင်ငံတောင်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်နေပါတယ်။လက်ဘနွန်နိုင်ငံပိုင်မီဒီယာတွေကဖော်ပြချက်အရပြီးခဲ့တဲ့ဇွန်လကကြီးညာခဲ့တဲ့အပြစ်ခတ်ရက်စဲရေးသဘောတူညီချက်ရှိနေတဲ့ကြားကအခုလိုတိုက်ခိုက်မှုတွေလုပ်လာတာလို့ဆိုပါတယ်။နဘတ်တီယန်ဒေတာကအလီဘတ်တဟာတောင်ကုန်းဒေသဟာပြစ်မှတ်ဖြစ်ပြီးအဲ့ဒီနေရာမှာဟစ်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေရှိတယ်လို့အစ္စရေးကပြောကြားထားပါတယ်။လက်ဘနွန်ထောက်လှမ်းရေးအဖွဲ့က BBC ကိုပြောရမှာအစ္စရေးဘက်ကဒီသဘောတူညီချက်ကိုချိုးဖောက်တာအကြိမ်ရင်9000ကျော်ရှိတယ်လို့ဆိုပါတယ်။ရုရှားကလာတဲ့သတင်းတွေအရစိန့်ပီတာစဘတ်မြို့မှာကားတစ်စီးပောက်ကွဲမှုဖြစ်ပြီးစစ်ဖက်ဆိုင်ရာအရာရှိတယောက်တေဆုံးသွားတယ်လို့ဆိုပါတယ်။သူ့ရဲ့ဇနီးတွေကလည်းဒဏ်ရာအပြင်းထန်ရရှိသွားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။တေဆုံးသူရဲ့နာမည်ကိုထုတ်ဖော်ပြောကြားတာမရှိသေးပေမဲ့ဒုတိယပုံမှုကြီးအဆင့်ရှိသူလို့ဆိုပါတယ်။ပောက်ကွဲမှုဖြစ်ရတဲ့အကြောင်းအရင်းကိုမသိရသေးပေမဲ့ရုရှားမှာစစ်ဖက်ဝန်ထမ်းတွေကိုပြစ်မှတ်ထားတဲ့တိုက်ခိုက်မှုတွေဇက်တိုက်ဖြစ်ပေါ်နေပြီးဒီလိုဖြစ်လာတိုင်းယူကရိန်းကိုမကြာခဏဆွဆွဲလေရှိပါတယ်။အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ကလွှတ်တော်အဆောက်အအုံအပြင်ဘက်မှာအကျင့်ပြတ်ချစားတဲ့အရာရှိတွေကိုပိုပြင်းထန်တဲ့ပြည်ထန်တွေချမှတ်ပေးဖို့ထောင်ထဲချီတဲ့ဆန္ဒပြသူတွေတောင်းဆိုခဲ့ကြပါတယ်။ဒါအပြင်ယိုဂေကာတာနဲ့မာကာဆာမြို့တွေမှာလည်းဆန္ဒပြမှုတွေရှိခဲ့ပါတယ်။ဆန္ဒပြသူတွေကသမရပရာဗိုဝိုဆူဘီယန်တိုရဲ့အခမဲ့ကျောင်းအစားအစာကျွေးတဲ့အစီအစဉ်ကိုရပ်ဖို့နဲ့လူအဖွဲ့အစည်းထဲမှာစစ်ရေးတွင်ပြင်လက္ခဏာပုံမတက်ရောက်စေတာမျိုးတွေရပ်တန့်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။ဒီနေ့ကြာသပတေးနေ့မှာကျင်းပခဲ့တဲ့ဆန္ဒပြပွဲဟာအင်ဒိုနီးရှားတနိုင်ငံလုံးမှာအစိုးရဆန့်ကျင်ဆန္ဒပြမှုလှိုင်းတရက်လိုဖြစ်သွားခဲ့တဲ့လူ10ယောက်သေဆုံးခဲ့တဲ့ဖြစ်ရပ်အပြီးတစ်နှစ်ကြာမှပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။တောင်ကိုရီးယားအမျိုးသားတစ်ယောက်ဟာခီးသွားဗီဇာတက်တန်းကျော်လွန်ပြီးဂျပန်မှာနှစ်30ကျော်နေထိုင်ခဲ့တဲ့အတွက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။သူဟာ1993ခုနှစ်တုန်းက15ရက်ဗီဇာရခဲ့ပေမဲ့ဒီဗီဇာကုန်ဆုံးချိန်မှာဂျပန်နိုင်ငံထဲကထွက်မသွားပဲဆက်နေထိုင်နေရကအခုတော့သတင်းပေးချက်အရသူ့ကိုဖမ်းဆီးလိုက်တာပါအသက်82နှစ်အရွယ်ဒီအမျိုးသားဟာဂျပန်မှာလစာပုတ်ကောင်းတဲ့အလုပ်လုပ်ဖို့ရောက်ရှိလာပေမဲ့နေစားအလုပ်တွေသာလုပ်ကင်ဖြစ်တယ်လို့ရှင်ဇူအိုကာစီရင်စုရဲတပ်ဖွဲ့စီမှသူကပြောကြားခဲ့ပါတယ်ဗီဇာတက်တန်းလွန်နေထိုင်တာကိုဂျပန်မှာတက္ကရာ2000ပြည့်မှသာအပြစ်ပေးနိုင်တဲ့အမှုအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပါတယ်ရောင်စုံအဆက်အပြောက်ဒီဇိုင်းပပုလက်ရာတွေနဲ့အမှုပညာတင်ဆက်သူအဖြစ်ကြော်ကြားခဲ့တဲ့ခေတ်ရှေ့ပြေဂျပန်အမှုပညာရှင်ယာယိုဣခုဆာမာကွယ်လွန်သွားပါပြီ။စိတ်ကျန်းမာရေးဆေးရုံမှာဆယ်စုနှစ်များစွာသူ့သဘောနဲ့သူနေထိုင်ခဲ့တဲ့ခုဆာမာဟာအနီရောင်တောက်တောက်သပင်တို့နဲ့သူ့ရဲ့ထူးခြားတဲ့ဖန်တီးမှုလက်ရာတွေကြောင့်လူသိများပါတယ်။သူ့အမှုပညာပြပွဲဟာကမ္ဘာတဝန်းမှာလူအများကိုဆွဲဆောင်နိုင်ခဲ့ပြီးအမျိုးသမီးအမှုပညာရှင်တွေဖန်တီးတဲ့အထက်အယောင်အသွေးစုံလင်တဲ့သူ့လက်ရာတွေကဈေးနှုန်းအမြင့်ဆုံးရခဲ့ပူပါတယ်။2016တုန်းကတော့ Time Magazine ရဲ့ကမ္ဘာပေါ်မှာဩဇာအရှိဆုံးလူပုဂ္ဂိုလ်အယောက်100ဆင်းမှာသူ့ကိုထည့်သွင်းဖော်ပြခံခဲ့ရပါတယ်။
UK မှာလုပ်တဲ့သုတေသနစစ်တမ်းတစ်ခုအရစိတ်ကျန်းမာရေးချို့တဲ့လူနာတွေကိုကုသရမှာမိသားစုနဲ့မိတ်ဆွေတွေကိုပါဝင်စေတာကလူနာတွေဆေးရုံတက်ကုသရမယ့်အခြေအနေကိုတိတိတတ်တာရှော့ချပေးတာကိုတွေ့ရှိခဲ့ကြပါတယ်။ UCL ကသုတေသီတွေဟာလူနာတွေအတွက်ဆေးပညာရှင်တွေနဲ့တွေ့တာအပြင်ကုသရေးအစည်းအဝေးတွေမှာမိသားစုမိတ်ဆွေတွေကိုပါဝင်စေခြင်းရဲ့တက်ရောက်မှုကိုလေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။ဒီလေ့လာမှုအရလူနာဆေးရုံတက်ကုသဖို့လိုအပ်နိုင်ခြေ3ဆအထိလျော့နည်းလာတာကိုတွေ့ရပါတယ်ရှင်။ခုတော့သတင်းလွှာတွေအလှည့်ပါနေပြည်တော်ကိုရောက်လာတဲ့ဗီယက်နမ်နိုင်ငံသားရေးဝန်ကြီးမစ္စတာလေဟွိုင်ထရန်ဟာအသွင်ပြောင်းအစိုးရသမ္မတဦးမင်းအောင်လှိုင်ကိုဗီယက်နမ်နိုင်ငံစီချစ်ချီရေးခီးအဖြစ်လာရောက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ဗီယက်နမ်ရဲ့အာဆီယံမှာမြန်မာအရေးရည်တည်ချက်ဘယ်လိုရှိပါသလဲမြန်မာဗီယက်နမ်ဆက်ဆံရေးကဗီယက်နမ်ရောက်မြန်မာတွေအပေါ်ဘယ်လိုသက်ရောက်မှုရှိလာနိုင်မလဲကိုဝေဖြိုးကပြောပြပေးမှာပါမြန်မာဗီယက်နမ်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပူးတွဲကော်မရှင်ရဲ့10ကြိမ်လောက်အစည်းအဝေးကိုလာတက်တဲ့ဗီယက်နမ်နိုင်ငံသားဝန်ကြီးမစ္စတာလေဟွိုင်ထရန်ဟာနေပြည်တော်သမ္မတဦးမင်းအောင်လှိုင်နဲ့လည်းမနေ့ဩဂုတ်လ26ရက်နေ့မှာတွေ့ပါတယ်ဗီယက်နမ်သမ္မတလည်းဖြစ်ဗီယက်နမ်ကွန်မြူနစ်ပါတီရဲ့အထွေထွေအတွင်းမှုလည်းဖြစ်တဲ့မစ္စတာတိုလမ်ကဦးမင်းအောင်လှိုင်ကိုဗီယက်နမ်စီလာဖို့တရားဝင်ဖိတ်ကြားတဲ့သတင်းစကားသူယူဆောင်လာတယ်လို့ဗီယက်နမ်နိုင်ငံသားဝန်ကြီးကဆိုပါတယ်ကမ္ဘောဒီးယားလာအိုမြန်မာဗီယက်နမ်ပူးပေါင်းဆောင်ရွက်မှုထိပ်သီးအစည်းအဝေးနဲ့ARV ကြောက်ဖျားမဲကောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာထိပ်သီးအစည်းအဝေးကိုမြန်မာတက်ရောက်ဖို့လဲဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်ဗီယက်နမ်ဟာမြန်မာစစ်အာဏာပိုင်တွေနဲ့ကြားဆက်ဆံရေးဆက်လက်ခိုင်မာနေခဲ့ပြီးမြန်မာစစ်တပ်ပိုင်း Mytel Telecom ကုမ္ပဏီမှာသူတို့စစ်တပ်ပိုင်းနဲ့ Viettel ကိုဆက်လက်ရင်းနှီးမြှုပ်နှံထားပါတယ်လက်ရှိမှာလည်းမြန်မာကိုအာဆီယံကနေလုံးဝတီးခြားမဖြစ်စေဘဲထိတွေ့ဆက်ဆံရေးကိုလိုလားတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့အကဲခတ်တွေကဆိုပါတယ်အာဆီယံအရေးကျွမ်းကျင်သူတယောက်သုံးသပ်တာကဒီနေ့ပေါ်ထိုင်ပတ်သက်ပေါ်တော့ဟိုက3နိုင်ငံတော့ကွန်မြူနစ်ပါတီကနေရှင်းပြလာကြတာဖြစ်တယ်ဒီနိုင်ငံလာအိုကတော့သူတို့ရဲ့စီမံချက်တွေကရုပ်တော်နဲ့နှိစက်တာပေါ့နော်သူတို့ကတော့ဘလူးခွေဒီမိုကရေစီရေးတိတ်ထက်တဲ့နိုင်ငံတွေပေါ့လေမြန်မာတွေအများစုရှိတဲ့ထိုင်းနိုင်ငံကိုဦးမင်းအောင်လှိုင်တွားရောက်ပြီးထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံခဲ့တဲ့နောက်ပိုင်းဗီဇာနဲ့ passport စတဲ့နေထိုင်ခွင့်လုပ်ငန်းစဉ်တွေမှာပိုတင်းကျပ်လာတာမျိုးတွေကြုံရတယ်လို့ထိုင်းရောက်မြန်မာတချို့ကပြောပါတယ်အခုလိုဗီယက်နမ်နိုင်ငံနဲ့နေပြည်တော်အစိုးရတို့ထိတွေ့ဆက်ဆံတာတွေပြုလုပ်လာပြီးတဲ့နောက်မှာရောနောက်ဆက်တွဲဘယ်လိုတွေဖြစ်လာနိုင်လဲဆိုတဲ့ပေါ်စိုးရိမ်မှုတွေရှိနေကြပါတယ်ဗီယက်နမ်ရောက်မြန်မာတယောက်ပြောတာကထိုင်းလိုမျိုးစီမင်းစည်းကမ်းတွေတင်းကျပ်လာမလဲပေါ့အဲ့ဒါအရာစိတ်ပူလာနိုင်ကြရှိနေပါတယ်အခုလက်ရှိဗီယက်နမ်မှာတော့ဒီမြန်မာအများစုက3လတစ်ချိန်ပေါ့နော်ဒီ TR ဗီဇာနဲ့ပဲဒိုဘီနေကြရပေါ့နော်အလောက်ကန်ခွင့်လန်းအားဖြင့်ကတော့မရှိသလောက်ရှားတယ်အဲ့တော့မြန်မာအများစုက remote job နဲ့ပဲပေါ့နော်ရှင်းရှိသလိုရည်တည်နေရတဲ့အခြေအနေမှာရှိပါတယ်ဗီယက်နမ်နိုင်ငံရဲ့မြန်မာအရေးရည်တည်ချက်ဟာအာဆီယံရဲ့တူညီဆန္ဒ5ချက်ကိုမူရထောက်ခံနေဆိုပေမဲ့လက်တွေ့ဆောင်ရွက်တဲ့နေရာတွေမှာမြန်မာစစ်တပ်ပေါ်တင်းမာတဲ့ဖိအားပေးတာမျိုးတွေမရှိခဲ့ပါဘူးအခုခါမှာတော့နေပြည်တော်အနေနဲ့ဗီယက်နမ်နဲ့ကြားအစိုးရချင်းပုံမှန်ထိတွေ့ဆက်ဆံတဲ့အနေအထားမျိုးထိရရှိလာတာဖြစ်ပါတယ်။ကိုဝေဖြိုးဖြစ်ပါတယ်။ပြည်ရင်းပုဂ္ဂလိကဘဏ်တွေမှာသုံးတဲ့ digital ငွေကြေးစနစ်ကိုပြည်ပမှာသုံးခွင့်မရအောင်တားဆီးပိတ်ပင်ဖို့နဲ့အသုံးပြုသူတွေကိုစစ်ဆေးပြီးအရေးယူဖို့ဗဟိုဘဏ်ကပြီးခဲ့တဲ့အပတ်ကညွှန်ကြားခဲ့တယ်လို့ဘဏ်လုပ်ငန်းလုပ်ကိုင်သူတွေကပြောပါတယ်။ဗဟိုဘဏ်ကဘာကြောင့်အခုလိုတင်းကျပ်လာတာပါလဲ။ကိုမြင့်လွင်ကပြောပြပေးပါပါ။ပြည်တွင်းပုဂ္ဂလိကဘဏ်တွေမှာအသုံးပြုနေတဲ့ KPay, AYAPay, CBPay နဲ့ WeMoney စတဲ့ digital ငွေကြေးစနစ်တွေကိုပြည်ပကနေအသုံးပြုလို့မရအောင်ပိတ်သိမ်းဖို့ဗဟိုဘဏ်ကနေအခုလ12ရက်နေ့မှာညွှန်ကြားခဲ့တာလို့ဘဏ်တာဝန်ရှိသူတွေကပြောပါတယ်။ပြည်ပနိုင်ငံတွေကဝင်ရောက်အသုံးပြုလို့မရအောင်ဆောင်ရွက်ပြီးစီးမှုအခြေအနေတွေကိုအောက်တိုဘာ28ရက်နေ့ထက်နောက်မကျဘဲတင်ပြရမယ်လို့ဆိုပါတယ်။အမည်မဖော်လိုတဲ့ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုရဲ့အကြီးတန်းအရာရှိတူကတော့အခုပိတ်မဲ့ထဲမှာ Pay စနစ်တွေပဲပါဝင်မှာဖြစ်ပြီး Mobile Banking စနစ်တွေနဲ့Visa က Credit ကစနစ်တွေကတော့ဆက်ပြီးအသုံးပြုခွင့်ရရှိနေမှာဖြစ်တယ်လို့ပြောပါတယ်။ CB ဘဏ်ကတော့သူတို့ဘဏ်အနေနဲ့လောလောဆယ်ဓာတ်တွေကိုပိတ်သိမ်းဖို့အတွက်အစီအစဉ်မရှိသေးတာကြောင့်ဆက်သုံးလို့ရနိုင်ဥမှာဖြစ်ပြီးတကယ်လို့ပိတ်မဲ့ဆိုရင်ဘဏ်ဘက်ကနေတရားဝင်ကြေညာမယ်လို့ BBC ကိုပြောပါတယ်။အခုအဲ့ဒီစနစ်တွေကိုပြည်ပနိုင်ငံတွေကအသုံးပြုလို့မရအောင်ပိတ်လိုက်မယ်ဆိုလို့ရှိရင်ပြည်ပမှာနေထိုင်သူတွေအတွက်ဘယ်လိုသက်ရောက်မှုတွေရှိသွားနိုင်မှာပါလဲ။ဒီအကြောင်းမလေးရှားမှာနေထိုင်သူတူပြောတာကမြန်မာတိုင်းမှာအားကိုးပြီးတော့ပို့ကြတယ်လေနော်။အဲဒါတော့ဖြစ်ရင်လည်းတရားဝင်လိုင်စင်ရှိတဲ့ agency တွေငွေ transfer လုပ်တဲ့ဆိုင်တွေလေအများကြီးရှိတယ်လေဒီကနေလည်းအတွက်ပြောင်းပို့ကြဒါပေမဲ့ငွေဈေးပဲနည်းနည်းကွာကြတာပေါ့နော်မြန်မာဆိုင်တွေကြတော့ပို့ပေးကြတာပေါ့နော်
တရားဝင်လက်ရောက်တွေကိုပဲအသုံးပြုရတော့မယ်ဆိုရင်အခွန်ဖြတ်တောက်မှုတွေကြောင့်အခက်အခဲတချို့ရှိလာနိုင်တယ်လို့ကြွန့်ကျင်သူတွေနဲ့ပြည်ပရောက်မြန်မာတွေကပြောပါတယ်ဗဟိုဘဏ်ရဲ့တင်ကျဲမှုဟာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုစီစစ်ကျင်တာနဲ့နိုင်ငံခြားငွေတွေကိုအလုံးအရင်းနဲ့ရလိုတဲ့သဘောနဲ့ဆောင်ရွက်တာဖြစ်နိုင်တယ်လို့ထောက်ပြကြပါတယ်ဒီအကြောင်းစီးပွားရေးနဲ့ဘဏ်လုပ်ငန်းကြွန့်ကျင်သူတို့သုံးသက်တာကပြည်သူတွေရဲ့ငွေတွေကိုတုံတုံစီစီနဲ့ဆန္ဒတစ်ခုကောင်းရှိလိမ့်မယ်တိတ်ဆို့ခြင်းနဲ့နီလန်းရှိမှာပေါ့အဲ့တော့ပြည်သူတွေအတွက်ဗာခက်ခဲသွားနိုင်တယ်ဆိုအိမ်တွေကိုလာတာတွေကိုပြန်ပြီးတွဲတဲ့အချိန်တွေမျိုးမှာ KP ကိုအသုံးပြုရလွဲနေတာရှိအဲ့တော့တော်လိုင်းပြည်ကြီးတွေတားလည်းဖြစ်နိုင်တယ်နိုင်ငံမှာလုပ်နေတဲ့လူတွေဝင်ငွေတွေလည်းဒီလိုမျိုးပြန်ပြီးတော့မှအုံနဲ့တင်းနဲ့ပြန်ဝင်အောင်လည်းလုပ်တဲ့နီလန်းလည်းဖြစ်ဖို့အတွက်များနိုင်တယ်ဒီနေ့အထိတော့မြန်မာရွှေပြောင်းအလုပ်သမားအများစုရှိတဲ့မလေးရှားနဲ့ထိုင်းနိုင်ငံအပါအဝင်ပြည်ပနိုင်ငံအချို့ကပေးစနစ်တွေနဲ့ငွေလွှဲပြောင်းမှုအလုံးမရတော့တာမဟုတ်ပဲအများစုကတော့ရနေသေးတယ်လို့ပြောကြပါတယ်ဒီပေါ်အသေးစိတ်သိရဖို့ဗဟိုဘဏ်ရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့တွေစီကို BBC ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့သူတို့အနေနဲ့ဖြေကြားခွင့်မရှိကြောင်းနဲ့အထက်ကိုတင်ပြထားကြောင်းသာပြန်လည်တုံ့ပြန်ပါတယ်ခင်ဗျာကိုမြင့်လွင်စူးစီးတင်ဆက်ပေးခဲ့တာပါအခုတခါတိုက်ခန်းအယောင်းအဝယ်လောက်ရမှာမြေရှင်လက်မှတ်ပါမှဆိုပြီးဒီအတွက်လက်မှတ်ထိုးက200%ပေးနေရတာအပေါ်ဒါမျိုးတရားဝင်သတ်မှတ်ထားတာမရှိဘူးလို့ရန်ကုန်တိုင်းစီမံကိန်းစီးပွားနဲ့ဘဏ္ဍာဝန်ကြီးကမနေ့ကလွှတ်တော်မှာပြောကြားခဲ့ပါတယ်။လက်တွေ့တိုက်ခန်းအယောင်အဝယ်မှာမြေရှင်လက်မှတ်ပါမှဆိုပြီးဖြစ်နေတဲ့အခြေအနေနဲ့ပတ်သက်လို့မတ်တင်းတင်းတွေကအခုလိုစူးစီးတင်ဆက်ပေးထားပါတယ်။တိုက်ခန်းတွေအယောင်ဝယ်လုပ်တဲ့ခါမှာမြေရှင်ရဲ့အတိအမှတ်ပြုလက်မှတ်ကိုဝယ်ယူတွေဘက်ကမဖြစ်မနေတောင်းနေကြတာပါ။ဒါကြောင့်ပဲမြေရှင်လက်မှတ်ကိုရရှိဖို့နေရာနဲ့တိုက်ခန်းအမျိုးအစားပေါ်မူတည်ပြီးမြေရှင်ကိုရခိုင်နှုန်းအလိုက်ငွေပေးရတာမျိုးတွေရှိနေတာလို့အကျိုးဆောင်တချို့နဲ့ရှင်းနေတွေကပြောပါတယ်။အယောင်ဝယ်လောက်ရမှာမြေရှင်ရဲ့အတိအမှတ်ပြုလက်မှတ်ရရှိဖို့နဲ့ငွေပေးရတာဟာဥပဒေအရမရှိပေမဲ့တကယ်တမ်းအယောင်ဝယ်မှာတော့ဒလိတ်တစ်ခုလိုဖြစ်နေတယ်လို့ဆိုပါတယ်။မနေ့ကရန်ကုန်တိုင်းလွှတ်တော်မှာမရန်ကုန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အမတ်နေဦးအောင်ပြည့်ဖြိုးကမြေရှင်ကိုရောင်းချရတဲ့ငွေရဲ့200%မဖြစ်မနေပေးဆောင်နေရကြောင်းအဆိုတင်ခဲ့တာပါ။ဒီပေါ်ရန်ကုန်တိုင်းစီမံစီးပွားရေးနဲ့ဗဏ္ဍာရေးဝန်ကြီးကမြေရှင်လက်မှတ်ပါမှဆိုပြီးအဲ့ဒီလက်မှတ်ထိုးခအပေါ်မဖြစ်မနေ200%ပေးနေရတာဟာတရားဝင်သတ်မှတ်ထားတာမရှိဘူးလို့ပြန်ဖြေခဲ့တာပါ။ဒီအချိန်တွေပေါ်တရားလွှတ်တော်ရှေ့နေမတ်စုမွန်ပြောတာကအခန်းရောင်းဝယ်တွေမှာမြေရှင်မဖြစ်မနေလက်မှတ်ထိုးရမယ်လို့ဥပဒေပြဋ္ဌာန်းချက်ကအရင်လည်းမရှိဘူးအခုတည်းလည်းမရှိသေးဘူး။ဒါကြောင့်ဒီတိုက်တွေမှာရိုးရိုးတိုက်ခန်းတွေမှာမြေရှင်လက်မှတ်ထိုးကြတာလဲဆိုတော့ဆိုင်ပဲဆက်တယ်မပေးဘူးဒါမှမဟုတ်လို့ရှင်လည်းဘယ်လိုပဲဖြစ်ဖြစ်ဒီမြေရှင်ပိုင်ဆိုင်တဲ့မြေပေါ်မှာဆောက်လုပ်ထားတဲ့အစာအုပ်ပေါ်မှာနေကြတာဖြစ်တဲ့အတွက်ကြောင့်အကြီးစားပြင်ဆင်တာတော့အသေးစားပြင်ဆင်တာတိုးတော်၎င်းဒါမှမဟုတ်လို့ရှင်တခုကိစ္စရှိတဲ့အခါညာဆိုလို့ရင်ကျမတို့ကမြေရှင်ထဲမှာတိုင်ပင်ပြီးတော့တွားကြရတာလေရန်ကုန်လိုမြို့ပြကြီးမှာတော့တိုက်ခန်းအယောင်ဝယ်တွေကို1961မြို့ပြဆိုင်ရာငါးရန်မှုအဥပဒေနဲ့အလုပ်လုပ်ရတာတွေရှိတယ်လို့ရှေ့နေဦးမင်းသိန်းအောင်ပြောတာကမြေကိုပိုင်တဲ့သူဒီပိုင်ရှင်ပဲမြေကိုပိုင်တဲ့သူဒီမြေကြီးအပါဝင်မြေပေါ်မှာဆွဲကပ်နေတဲ့အရာတွေကိုသူကပိုင်နေရန်ကုန်လိုမြို့ကြီးတွေမှာခန့်တွေကိုအယောင်ဝယ်လုပ်ရတာကနေထိုင်ပိုင်ခွင့်ကိုအယောင်ဝယ်လုပ်ကြတာဖြစ်တဲ့အတွက်ကြောင့်တိုက်ခန်းကိုအပြောက်စနစ်နဲ့ဝယ်ပြီးတော့နေထိုင်တဲ့သူဒီဥပဒေအရအိမ်ငှားပဲအိမ်ရှင်ဒီကိုယ့်အိမ်မှာနေတဲ့သူအိမ်ငှားကိုသူကသိရှိဖို့လိုတယ်အဲ့တော့ကိုယ့်အိမ်မှာနေတဲ့လူကိုမသိရှိဘူးဆိုရင်အဲ့ဒီလူကိုအိမ်ရှင်တွေကနှိထုတ်ပိုင်ခွင့်ရှိတချို့မြေရှင်တွေဟာသူတို့အတွက်လက်မှတ်ထိုးခမရရင်မိသားစုရဲ့မပေးဘဲတင်ထားတာရေသုံးဆွဲမှုကန့်သက်တာတွေပါလုပ်နေတယ်လို့လည်းဆိုပါတယ်မြို့ပြကတိုက်ခန်းအယောင်ဝယ်ကိစ္စတွေနဲ့ပတ်သက်လို့မတ်တင်းတင်းတွေစူးစီးတင်ပြပေးခဲ့တာဖြစ်ပါတယ်ရှင်။